လက်တော့ကို performance ကောင်းမှကြိုက်တယ်အကျန်းလဲခံရမယ်ဒါပေမဲ့လေးဓာကြီးကိုမတည့်ချင်ဘူးဆိုတဲ့လူတွေအတွက်ဒီနေ့မှာတော့ Lenovo ThinkPad T14S Gen 1လေးကိုပြပေးချင်ပါတယ်သူရဲ့ weight က 1.27 kg ပဲရှိတဲ့အတွက်လက်တစ်ဖက်ထဲနဲ့မားလို့ရတဲ့အထိပေါ့ပါပါတယ် Mechanician နဲ့ carbon fiber ကိုသုံးထားလို့ပါပေမဲ့အတော်လေးကိုအကျန်းခံပါတယ်ပါပေမဲ့သူထဲမှာသုံးထားတာ Intel Core i7 10 Gen processor ကိုမှ RAM 32GB နဲ့ပေါင်းစပ်ပေးထားတဲ့အတွက်တပြိုင်တည်း software တွေအများကြီးဖွင့်မလား browser တက်တွေအများကြီးဖွင့်မလားလုံးဝမထစ်ဘဲနဲ့ရှော့ချော့မွေ့မွေ့ပြုလုပ်နိုင်ပါတယ် storage အနေနဲ့ဆိုရင်လည်း SSD 512ဆိုတော့လုပ်ငန်းသုံး file တွေ video တွေ software ကြီးကြီးမားမားတွေကိုစိတ်ကြိုက်သိမ်းထားလို့ရပါတယ် performance နေကောင်းတာမဟုတ်ဘဲသူ့ရဲ့ display ကလည်း Full HD ဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်ကြည့်ရဲ့အခါမှာလည်းကြီးကြီးလင်းလင်းပြတ်ပြတ်သားသားရှိပါတယ် Adobe Audio Speaker System ဖြစ်တဲ့အတွက်ကြောင့်အသံတော်ပိုင်းမှာဆိုရင်လည်းပြောစရာမလိုအောင်ကောင်းမွန်ပါတယ်ရှိကသူ့ကိုတွေးလိုက်ချိန်လေးရင်ခုန်ရင်ပျော်ရွှင်ရင်ပေါ်ရီအနေနဲ့ဆိုရင်လည်း USB ပေါ် Type C ပေါ် HDMI ပေါ်တွေအစုံလင်ပေါင်တဲ့အတွက်ကြောင့် presentation ပြတဲ့အခါမှာခေါင်းစားစရာမလိုတော့ပါဘူး keyboard မှာဘက်လိုက်မီပေါင်တဲ့အပြင် security အနေနဲ့ဆိုရင် fingerprint နဲ့ privacy shutter ပါဝင်ပါတယ်ဒီလက်တော့လေးကရုံးသုံးကျောင်းသုံးလုပ်ငန်းသုံးတည်သွားတယ်လားအမြဲတမ်းပြုလုပ်မဲ့လူတွေနဲ့တင့်လျော်ပါတယ်